All over မင်္ဂလာပါကိုလိုတို့ပေးပယ်နဲ့052ကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ကျွန်တော်ပြောသလိုမျိုး APP လေးကို download ဆွဲပေးမယ်ဆိုရင်ပေးပယ်အကောင့်ပေါ်မှာပဲဖြစ်ပါတယ်အတော့ပြုသူပေါင်းတသိန်းကျော်စီပြီးတော့ review အနေနဲ့ဆိုရင်4.5စတာအရေးအတွက်စီတဲ့ APP လေးတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပြီဒီ APP လေးကိုဘယ်လို download ဆွဲရမလဲဘယ်လိုကစားလို့ရမလဲပတ်စပ်ဘယ်လိုထုတ်လို့ရမလဲဆိုတာလေးကိုသိစိတ်တော့ပြပေးသွားမှာဖြစ်တာကြောင့်မလို့ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like ဆက်လေးလုပ်ပြီးတော့အစုပ်ထိလိုက်ပါကြည့်ရှုသွားလိုက်ရအောင်ပေါ့နော်โอเคကျွန်တော်တို့ပေါ့နော်ဒီ APP လေးကားဆိုရင်ဒီမှာကျွန်တော်တို့ဒီ052ကနေစတဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ပေါ့နော်ဒီ APP လေးကိုဘယ်လို download ဆွဲပြီးတော့ဘယ်လိုရယူမလဲဆိုတာလေးကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုသွားလိုက်ရအောင်ပေါ့နော်ဒီ APP လေးကိုပထမဆုံး download ရယူမယ်ဆိုရင် VPN လေးကို US နိုင်ငံမှာထားပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ်ဒါမှလည်းကိုလူတို့ကပေါ့နော်ဒီ APP လေးကိုကျွန်တော်တို့ကဒီ PayPal နဲ့ပတ်စပ်ထုတ်ယူလို့ရမှာဖြစ်ပါတယ် VPN လေးကို US နိုင်ငံမှာထားပဲနဲ့တခြားနိုင်ငံတွေမှာလိုက်ပြီးတော့ထားမဲ့ဆိုရင်ဒီ APP လေးကဒီလွှေချေပြောင်းပြီးတော့ပေါ့နော် PayPal အကောင့်မပေါ်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ VPN လေးကို US နိုင်ငံမှာထားပြီးတော့ download ဆွဲပေးပါကျွန်တော်ပေးထားတဲ့လေးကနေတစ်ချက်ဝယ်လိုက်ပြီးဆိုရင်ပေါ့နော်ကိုလူတို့အနေနဲ့ဒီ Play Store တက်ကိုရောက်စီလာမှာပဲဖြစ်ပါတယ်ဒီ APP ရဲ့နေကဆိုရင်ပေါ့နော် S Reward APP လေးပဲဖြစ်ပါတယ်ဒီ APP လေးကို download မဆွဲရသေးဘူးဆိုရင် download ဆွဲပေးလိုက်ပါကျွန်တော်ကတော့ download ဆွဲပြီးပြီမလို့ OP ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ဒီ APP လေးရဲ့ review ကိုလည်းဒီအောက်မှာတွားကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်စတာအရေးတွေကဆိုရင်ဒီ4.5ကျွန်တော်တို့စီးတဲ့အနေထားမှာစီးပါတယ်ဟုတ်ပြီဒီ APP လေးကိုကျွန်တော်တို့ install လုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းစကွယ်လေးတက်ကိုရောက်စီလာမှာပဲဖြစ်ပါတယ်ဒီ APP လေးကိုမဝယ်ခင်မှာပထမဆုံးတတိထားရမှာကတော့ပေါ့နော် VPN လေးကိုဖြုတ်ထားဖို့တော့လိုပါပဲပေါ့နော် VPN လေးခါထားမှဆိုရင်ဂိမ်းလေးတွေကပေါ်မှာမဟုတ်ပါဘူး VPN လေးကိုအရေးဖြုတ်ထားပေးပါ VPN ဖြုတ်ထားမှဒါဒီ APP လေးကိုအသုံးပြုလို့ရမှာဖြစ်ပါတယ် Okay VPN ဖြုတ်ထားလိုက်ပြီးဆိုရင်ဒီ APP လေးကိုကျွန်တော်တို့စတဲ့ဝယ်လိုက်ပေါ့နော်ဒီ APP လေးကိုစတဲ့ဝယ်လိုက်ပြီးဆိုရင်ဒီနေရာလေးကိုရောက်လာမှာပဲဖြစ်ပါတယ်ဒီနေရာလေးကိုရောက်လာပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒီ refer code ဆိုတဲ့နေရာလေးမှာပေါ့နော်ကျွန်တော်ပေးထားတဲ့ code လေးကိုထည့်ပေးပါဒီအောက်မှာ Google account နဲ့ကျွန်တော်တို့က sign in လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ဒီ invite code ကိုပေါ့နော်ထည့်ပြီးတော့ Google နဲ့ sign in လုပ်ပေးလိုက်ပါဒီလိုလုပ်ပေးလိုက်ပြီးဆိုရင် account ဝယ်ချင်းမှာပဲကျွန်တော်တို့ကဒီမှာ coin 220ကိုရရှိမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီအောက်ကကျွန်တော်တို့ဒီ click ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးတော့ပေါ့နော်ဒီ coin လေးတွေကိုရောက်ယူလို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီနေရာလေးကိုရောက်လာပြီဆိုရင်ဒီနေရာလေးမှာတခုတတိထားရမှာကတော့ပေါ့နော်ကျွန်တော်တို့ဒီအပေါ်ကဒီ play and ဆိုတဲ့နေရာလေးကိုမနှိပ်ခင်မှာကိုလူတို့အနေနဲ့ VPN လေးကိုဖြုတ်ထားဖို့တော့လိုပါတယ် VPN လေးကိုဖြုတ်ထားပြီးတော့ဒီ APP လေးကိုစတဲ့ဝယ်ပါဒါမှကျွန်တော်တို့သူပေးထားတဲ့ game လေးတွေကပေါ်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ play and ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာသူပေးထားတဲ့ game လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ပေါ့နော်ဝယ်ချင်းမဆိုရင်ဒီနေရာလေးကိုစတဲ့အလောက်မှာမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့သူတောက်ထားတဲ့ပေါင်စင်လေးတွေကိုအရင်ဖွဲ့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တစ်ချက်ပြမှာပေါ့နော်ဟုတ်ပြီပထမဆုံးပေါ့နော်ဒီ play and ဆိုတဲ့နေရာလေးကိုဝေလိုက်ပြီးဆိုရင်ဒီနေလို့သူကပြမှာဖြစ်ပါတယ်ဒီလိုပြပြီးဆိုရင်ကျွန်တော်တို့ဒီအပေါ်ကခရီးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာအပေါ်က arrow ကိုပဲကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီ arrow ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီနေရာလေးကိုရောက်လာမှာပေါ့နော်ဒီနေရာလေးကိုရောက်လာပြီးဆိုရင်ဒီအပေါ်ကကောက်လေးကိုကျွန်တော်တို့ကအော်ပေးလိုက်ပေါ့နော်အော်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကစိတ်ကလေးခဏလေးစောက်ပေးလိုက်ပါစိတ်ကခဏလေးစောက်ပေးလိုက်ပြီးတော့ဒီအဝိုင်းလေးကိုကျွန်တော်တို့အမှတ်ချင်းလုပ်ပေးလိုက်ပါအမှတ်ချင်းလုပ်ပေးလိုက်ပြီးဆိုရင်ဒီအောက်က okay လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်ပေါ့နော်သူပေးထားတဲ့ဒီ APP လေးတွေကို download ဆွဲတာကျွန်တော်တို့ကပေါ်မှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေပေါ့နော်သူပေးထားတဲ့ APP လေးတွေကိုကျွန်တော်တို့က download ဆွဲပြီးတော့ကစားပြီးမှဆိုရင်သူပေးထားတဲ့ quite ပမာဏလေးတွေကိုရရှိလာမှာပဲဖြစ်ပါတယ်ဒီ quite လေးတွေကိုဘယ်လိုရယူမလဲဆိုတာလေးကိုဒီနဘေနာကမိုးဆွဲနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီနေရာလေးမှာတွားကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီ APP လေးကိုကျွန်တော်တို့ download ဆွဲပြီးတော့ပေါ့နော် level 20တိကစားမယ်ဆိုရင် quite 94 quite ရရှိမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်တစ်ခုကိုပြောပြရမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ဒီကောက်လေးတွေကိုပေါ့နော်ကျွန်တော်တို့ဒီကောက်လေးကဆွေကျွန်တော်တို့ဒီမြန်မာနိုင်ငံအတော့ပြိုးလို့မရတာမလို့ပေါ့နော်ဒီကောက်လေးကိုအတော့ပြိုးမပြိုးလဲကျွန်တော်တို့ရတယ်ပေါ့နော်ဒီအောက်ကအန်နောက်ဆွေနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ကြည့်လိုက်မှာပေါ့နော်ဒီနေရာလေးကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်ဒီနေရာလေးမှာခဏလေးစောက်ပေးလိုက်ပါ
ဟုတ်ပြီဒီလိုရောက်လာပြီဆိုရင်ဒီမှာသူပေးထားတဲ့ဒီကြော်ညာလေးတွေကိုကျွန်တော်တို့ကကြည်ပေးမဲ့ဆိုရင်သူပေးထားတဲ့ quite ပမာဏလေးသူပေးထားတဲ့ point ပမာဏလေးတွေကိုကျွန်တော်တို့ကရရှိမှာပဲဖြစ်ပါတယ်။ဆိုရင်ပေါ့နော် West AD လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့သူပေးထားတဲ့ကြော်ညာလေးတွေကိုကြည်ပေးမဲ့ဆိုရင်ဒီမှာ point သူကျွန်တော်တို့ကတစ်ခုရရှိမှာပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကိုတွားလိုက်ရအောင်ပေါ့နော်။နောက်ထပ်တစ်ခုကဆိုရဲကျွန်တော်တို့ဒီမှာဆိုရဲပေါ့နော်ဒီကောင်လေးတွေကိုကျွန်တော်တို့ဒီကလေးကြီးပေါ့နော်ကျွန်တော်ကတော့ဒီတစ်ခုချင်းလိုက်ပြီးတော့မပြောပြနေဘူးတော့ဘူးပေါ့နော်ကိုလိုတို့အနေနဲ့စာတာကြည့်ပါဒီကောင်လေးကိုကျွန်တော်တို့တစ်ချင်းနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်လာမှာလဲကျွန်တော်တို့တစ်ချက်ဝင်လိုက်ကြည့်မှာပေါ့နော်ဒီမှာဆိုရင်လည်းပဲသူပေးထားတဲ့ app လေးတွေကို download ဆွဲပြီးတော့ကစားမယ်ဆိုရင် quite လေးတွေရရှိလာမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီ app လေးတွေထဲကနေပေါ့နော်ကျွန်တော်တို့ quite ယူတဲ့နီလာတွေကအများကြီးပဲပေါ့နော်ကျွန်တော်တို့ quite ယူတဲ့နေရာလေးတွေလည်းအများကြီးပဲပေါ့နော်ကျွန်တော်တို့ accept ပြနေရာလေးတွေကဒီ quite လေးတွေရယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ရရှိလာတဲ့ quite တွေကိုကျွန်တော်တို့ပတ်ဆက်ထုံးမယ်ပေါ့နော်ပတ်ဆက်ထုံးမယ်ဆိုရင်ဒီအောက်ကကျွန်တော်တို့ wallet ကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီအောက်က wallet ကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာပတ်ဆက်ထုတ်ယူလို့ရမယ်ဒီ wallet တွေကိုသူကပြပေးထားမှာပဲဖြစ်ပါတယ်ပထမတစ်ခုကဆိုရင်ကျွန်တော်တို့ UPI tracer ပေါ့နော်ဒုတိယတစ်ခုကဆိုရင်ကျွန်တော်တို့ဒီ Play Store နဲ့လည်းကျွန်တော်တို့ကပတ်ဆက်ထုတ်လို့ရမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ဒီ PayPal နဲ့ပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့က PayPal နဲ့ပတ်ဆက်ထုတ်မှာဖြစ်ပါတယ်ပေါ့နော် PayPal နဲ့ပတ်ဆက်ထုတ်မယ်ဆိုရင်အပေါ်သားကျွန်တော်တို့ဒီ quite ပမာဏလေးတွေကစီထားဖို့တော့လိုပါတယ်ဟုတ်ပြီ PayPal လေးကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်မယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီ quite နဲ့ထောက်ကိုပေါ့နော်ကျွန်တော်တို့က0.5 ကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ် quite 9000ဆိုရင်0.55 USD ရရှိမှာဖြစ်ပါတယ် quite 1000ဆိုရင်ပေါ့နော်$1ရရှိမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီလို quite ပမာဏလေးတွေကျွန်တော်တို့ရရှိလာမယ့် USD ပမာဏလေးတွေပြီးပြီဆိုရင်ဒီနဘေးနာက reader ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ပေါ့နော် PayPal အကောင့်ဖွင့်ထားတဲ့ Gmail လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးတွေဒီ app လေးတွေကပေါ့နော်လောကတရားရခိုင်နှုတ်ပေးတဲ့ app လေးတွေဖြစ်တာကြောင့်မလို့ကျွန်တော်ကပြန်လည်မျှဝေပေးချင်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒီလို app လေးတွေထဲကနေပတ်စံထုံးနေတဲ့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်